အားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာသုံးပေးချင်တဲ့ပညာဌာနလေးကကြတော့ဘယ်လိုမျိုးပုံစံလေးလဲဆိုတော့အခုလိုမျိုးပုံစံလေးပါနော်အခုလိုမျိုးပုံစံလေးကိုသုံးပညာဌာနပြင်မယ်နော်ဘယ်ဘက်ခြမ်းအတွက်ပြီးဆိုတော့ဒီညာဘက်ခြမ်းအတွက်ဆိုရင်အစင်းလဲထားမယ်နော်ဒီမှာညာဘက်ခြမ်းအတွက်ဆိုစင်းထားမယ်ဘယ်ဘက်အတွက်ဆိုရင်မုံပြီးလဲထားမယ်နော်ကိုလိုချင်တဲ့ဆိုင်အလုံးကိုဒီပတ်တန်စက်ကူပေါ်မှာပဲအကောင်ရေးမယ်နော်ကိုထားချင်တဲ့အပွေကိုချချင်တဲ့အစင်းလို့ကိုဆိုရင်ဒီပတ်တန်မှာအကောင်လုံးရေးမယ်ဆိုရင်ပိုက်စားကင်တော့မယ်ဆိုရင်စဉ်းစားရှာမလို့ပဲနဲ့တခါတည်းတမ်းပြီးတော့ညှက်လို့ရတယ်နော်ဒီညာဘက်ချမ်းမှာမွန်စင်းလေရွေးပြီးတော့လို့ရှိရင်ဘယ်ဘက်ချမ်းမှာဆိုရင်တော့မွန်ပြီးလေထားမယ်နော်ဒါကြောင့်ပတ်တာစကူပေါ်မှာပဲမွန်ပြီးလေရေးလိုက်မယ်နော်ဆိုရင်ဘယ်ဘက်ချမ်းတော့အကုန်ပြီးတော့ပြီဒါမဲ့ညာဘက်ချမ်းတော့ဆိုရင်မိတ်တူကူဘိုးတစ်ချမ်းလိုတယ်နော်မိတ်တူကူဘိုးရင်နေရာမှာဆိုရင်တစ်ချမ်းလိုပါသေးတယ်ဒါကြောင့်မလို့ဒီညာဘက်ချမ်းမှာဆိုရင်အဲ့ဒီရင်နေရာမှာတခုတော့မိတ်တူကူရမယ်နော်တချမ်းစာပုံတူကူဘိုးအတွက်ပတ်တာစကူပေါ်မှာတင်လိုက်ပါမယ်နော်နောက်ပြီးတော့ကိုလိုချင်တဲ့တချမ်းစာအတွက်ပုံတူကူလိုက်ပါမယ်ကိုလိုချင်တဲ့အပိုင်းလဲစန္ဒမှာကြတော့လိုက်တန်နဲ့လိုက်လိုက်မယ်နော်လိုက်တန်အရာလေးရပြီးတော့ပြီဆိုတော့အဲ့ဒီအရာအတိုင်းပဲညာလိုက်မယ်နော်ဒါဆိုရင်ဒီတစ်ဖက်လေးပြီးတော့ပြီနော်နေရာမှာကိုတက်တက်မိတ်တူကူထောက်ပြီးဆိုတော့ကိုလိုချင်တဲ့ရင်ပေါင်းဒီဇိုင်းကိုညာထောက်လို့ရပြီနော်ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားမယ်နော်ဒီပတ်တန်လေးကကြတော့ကိုလိုချင်တဲ့မွန်အစင် V-shape ပုံစံကိုစထွင်မယ်နော်V-shape ပုံစံရဖို့အတွက်ရင်ထိတ်မှတ်တစ်ခုကိုတေချာပြန်အနက်ဆိုင်မဲ့အပေါ်ကိုလည်းသူညံ့ရမှုလို့ပြန်အတတေချာဆိုင်ပြီးမှတလက်မကိုတလက်မအဆောင်ယူပြီးတော့လိုက်တန်နဲ့လိုက်လိုက်မယ်နော်V-shape ပုံစံကြကြလို့ချင်လို့ရှိရင်အဲ့လိုမျိုးတေချာလေးလောက်ပါလိုက်တန်အရာပေးပြီးတော့လို့ရှိရင်အဲ့ဒီလိုက်တန်အရာအတိုင်းပဲဗါတဲ့မြင်းပြန်ဖော်လိုက်မယ်နော်ဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ထိုနည်းတူပဲလိုက်တန်အရာလေးကိုမြင်းပြန်ဖော်လိုက်ပါမယ်ဒါဆိုရင်ဒီညာဘက်ချမ်းအတွက်မွန်အစင်း V-shape ပုံစံလေးရသွားပြီနော်ဆိုရင်ကိုအခုလောက်ထားတဲ့ဒီဇိုင်းတွေကိုကိုလိုချင်တဲ့ဒီဇိုင်းရလားမရလားဆိုတာပြန်စီကြည့်တာပါနော်ရှင်ပြဆက်ရအောက်ပိုင်းကဆိုရင်ပိတ်စာအခောက်တင်ခဲ့တာရေးထားပါနော်ဒါဆိုရင်ဒီဒီဇိုင်းပတ်တန်ညနေအလုံးပြီးတော့ပြီနော်ဒီပတ်တန်လေးကကြတော့ကိုလိုချင်တဲ့မွန်အစင်း V-shape ပုံစံကိုစထွင်မယ်နော်V-shape ပုံစံရဖို့အတွက်ရင်ထိတ်မှတ်တစ်ခုကိုတေချာပြန်အနက်ဆိုင်မဲ့အပေါ်ကိုလည်းသူညံ့ရမှုလို့ပြန်အတတေချာဆိုင်ပြီးမှတလက်မကိုတလက်မအဆောင်ယူပြီးတော့လိုက်တန်နဲ့လိုက်လိုက်မယ်နော်V-shape ပုံစံကြကြလို့ချင်လို့ရှိရင်အဲ့လိုမျိုးတေချာလေးလောက်ပါလိုက်တန်အရာပေးပြီးတော့လို့ရှိရင်အဲ့ဒီလိုက်တန်အရာအတိုင်းပဲဗါတဲ့မြင်းပြန်ဖော်လိုက်မယ်နော်ဒီတစ်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ထိုနည်းတူပဲလိုက်တန်အရာလေးကိုမြင်းပြန်ဖော်လိုက်ပါမယ်V-shape ပုံစံကိုလိုချင်တဲ့အတွက်ကြောင့်မလို့ပတ်တန်စက်ကူပေါ်မှာတားထားတဲ့မြန်အတိုင်းပဲအဲ့ဒီမွန်အစင်းပေါ်မှာဆိုရင်တက်တက်ထားပါအဲ့ဒီမွန်အစင်းလမ်းကြောင်းအတိုင်းပဲကျန်တဲ့ဖက်ကိုထည့်သွားမယ်နော်အမြင်မှာကြတော့မွန်အစင်းအောက်မှာရှိတဲ့ကျန်တဲ့ဖက်လည်းအဲ့ဒီအောက်မှာထားမယ်အမြင်မှာဆိုရင်သူ့အလယ်မှာရှိနေတဲ့ကျန်တဲ့ဖက်လည်းလယ်မှာထားမယ်အဲ့ဒီတိုင်းပဲတတိချာလည်းညှိသွားပေးပါနော်နှစ်ဖက်စလုံးညှိအောင်မြင်တစ်ကြောင်းတည်းဖြစ်အောင်တတိချာလည်းညှိပေးပါနော်ဒါကကြတော့6စာထည့်ပါမယ်နော်6စာ3စိတ်စီထည့်ပါမယ်ဒီဘက်က3စိတ်ထည့်မယ်ဟိုဘက်က3စိတ်ထည့်ပါမယ်နော်အခါဆိုရင်သူရင်စက်နဲ့ဆက်ဖို့အတွက်6စာလေးစိတ်ထည့်ပါမယ်တချမ်းက3စိတ်ထည့်ရတဲ့ကြောင့်မလို့ကြံတချမ်းလည်း3စိတ်ထည့်ပါမယ်ရင်ဆက်အခါဆိုရင်ရင်ဆက်ဆက်ဖို့အတွက်6စာလေးစိတ်ထည့်ပါမယ်သူရဲ့ဘေးမှာဆိုရင်ခါဖို့အတွက်တလက်မချန်ထားပါမယ်နော်အလဲစန္ဒာခဖို့အတွက်တလက်မချန်ထားတာလေးပါအခုကိုသားထားတဲ့အတိုင်းပဲညှက်လိုက်ပါမယ်နော်ဒီချန်ထားတဲ့တလက်မကိုခဖို့အတွက်မြင်းတစ်ချောင်းသားလိုက်ပါမယ်နော်ကိုလိုချင်တဲ့ V-shape ပုံစံရမရဆိုတာပြန်စစ်ဖို့အတွက်နှစ်ခုပူပြီးတော့သူ့ရဲ့6စာကိုပင်အားနဲ့အရင်စိုက်လိုက်ပါမယ်နော်လိုမျိုးပင်အားနဲ့စိုက်ပြီးတော့ရှင်ရင်ဖွင့်ကြည့်လိုက်ပါဒါဆိုရင်ကိုလိုချင်တဲ့အတိုင်းပဲကိုလိုချင်တဲ့ပုံစံအတိုင်းပဲ V-shape ပုံစံရလာပြီနော်